YouTube မှာခက်စားနေတဲ့ဂျုံအရေးဖြော်နီးနဲ့ချပါတီလုံနီးလေးကိုဒီနေ့မျှဝေပေးလိုက်ပါတယ်ကျမလိုဂျုံနေရမှာပြင်းတဲ့သူတွေအတွက်အချိန်ကုန်သက်သာပြီးအရသာလည်းအရန်ရှိနူးညံ့ဤဆက်ပြီးတော့အရန်စားလို့ကောင်းလို့နီးလန်းလေးကိုလိုက်ကြည့်ပေးကြပါအောင်နော်အရင်ဆုံးဇလုံးတစ်ခုတည်းကိုအထွေထွေ3ဂျုံမုတ်150 gram ကိုထည့်လိုက်ပါတယ်နော်စားလက်ဖက်စားစွန်းတစ်ဝက်နဲ့တကြားလက်ဖက်စားစွန်းတစ်စွန်းထည့်လိုက်ပါတယ်ရေ240မီလီထည့်ရပါမယ်ရေကိုတစ်ခါတည်းမထည့်ဘဲနဲ့နည်းနည်းချင်းစီအခုလိုမျိုးလေးတွေထည့်ပြီးတော့ဂျုံလေးတွေပျော်ဝင်သွားတဲ့အထိတေချာလေးမှွေပေးရပါမယ်အခုလိုအနေထားလေးရပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီပြီးရင်တော့စီလေးလက်ဖက်စားစွန်းတစ်စုံစာလောက်ထည့်လိုက်ပါတယ်မကန့်အောင်လို့ဒဲဝိုးကိုစီလေးတုပ်ပေးပါမယ်ဒဲဝိုးမီးပွေပေါ်တင်ပြီးအိုးပူလိုက်ရင်တော့ဂျုံရည်လေးကိုလောင်းထည့်လိုက်ပါမယ်မီးအပူချိန်ကတော့အနေတော့မီဒီယမ်ဟီလောက်ဆိုရပါတယ်ပြီးရင်တော့ဂျုံသားလေး6လာပြီးအောက်ခြေလေးခိုင်သွားရင်တော့နောက်တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်ဟိုဘက်ဒီဘက်လှန်ပေးနေရင်လည်းမှမျက်နှာပြင်လေးနှစ်ဖက်လုံးအခုလိုမျိုးလေးရွှေရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ချာပါတီလေးရပါပြီအတွင်းသားလေးကနူးညံ့ပြီးတော့မှအရန်လေးစားလို့ကောင်းလို့လှုပ်ရှားကြည့်ကြပါအောင်နော်